ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့သင်္ချာလောကမှာတကယ်ကိုမှဆက်လန်းဆန်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်အကြောင်းပြောပြပေးချင်ပါတယ်သူကတော့ Alexander Gordon Drake ပဲဖြစ်ပါတယ်သူကဘယ်လောက်တော်တယ်လဲဆိုရင်သင်္ချာလောကရဲ့ Nobel ဆုလို့ခေါ်ကြတဲ့ဒီ Fields Medal ကိုရခဲ့ရုံနဲ့မကပဲနဲ့ Algebraic Geometry ဆိုတဲ့ဘာသာရပ်တစ်ခုလုံးကိုပါအောက်ခြေကနေလုံးဝပုံစံပြောင်းလဲပစ်ခဲ့တဲ့ပါရမီရှင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့ထူးဆန်းတာကသူ့ရဲ့နာမည်အကျော်ကြားဆုံးအောင်မြင်မှုရှိဆုံးအချိန်မှာပဲအရာအလုံးကြောခိုင်းခဲ့ပြီးတော့လူသူမရှိတဲ့တောထဲမှာထီးကျွမ်းစွာနဲ့ဘဝရဲ့နောက်ဆုံးနှစ်20ကိုဖျက်ဆီးသွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်သူဘာကြောင့်ဒီလိုဖြစ်သွားခဲ့ရလဲဆိုတော့သိဖို့ဆိုရင်သူ့ရဲ့ငယ်ဘဝကိုပြန်ကြည့်ရပါမယ် Gordon Drake ငယ်ဘဝတကယ်ကိုကြမ်းတမ်းခဲ့တာပါသူ့အဖေ Alexander Shapiro ဆိုတဲ့သူဟာရုရှားအင်ပါယာကိုစတင်ခဲ့တဲ့ဂျူးလူမျိုးအာဏာခီသမားတစ်ယောက်ဖြစ်ပါတယ်တော့ထွက်ပြေးဖို့ကြိုးစားရင်းနဲ့တနက်နဲ့အပြစ်ခံရပြီးတော့သူ့ရဲ့လက်တစ်ဖက်ကိုဆုံရှုံခဲ့ရတယ်။တော်လိုင်းပြီးရဲ့နောက်မှာတော့သူကဒီအနောက်ဥရောပဘက်ကိုထွက်ပြေးခဲ့ပြီးတော့အဲ့ဒီမှာစာရေးဆရာမဟန်ကာ ဂေါ်ဒန်ဒရက်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကဟန်ကာကအိမ်အောင်ရှိနေပေမဲ့ရှာပရီကသူမရဲ့ခင်မကိုမိန်းမကိုငါလာခိုးယူမယ်လို့အတီးတစ်ပေါက်ပြောခဲ့ပါတယ်။ပြောခဲ့တဲ့အတိုင်းတကယ်ပဲသူခိုးယူခဲ့ပါတယ်။သူနဲ့သူတို့ရပြီးရဲ့နောက်ပိုင်းမှာသူတို့ရဲ့သား Alexander Gordon Drake ကို1928ခုနှစ်ဂျာမနီနိုင်ငံဘာလင်မြို့မှာမွေးဖွားခဲ့ပါတယ်။သူ9နှစ်သားအရွယ်မှာပဲနာဇီတွေအာဏာရလာတော့သူ့မိဘတွေက Paris မြို့ကိုထွက်ပြေးခဲ့ရပြီးတော့သူ့ Hamburg မြို့ကမွေးစားမိသားစုတစ်ခုစီမှာထားခဲ့ရပါတယ်။နောက်ပိုင်းမှာသူ့ရဲ့တိုင်ဆောက်ထဲမှာရေးထားတဲ့ຢာကတော့ကျွန်တော်ကိုဒီစိမ်းမိသားစုစီကိုမြန်ဆန်ဆန်ပဲပြစ်ပြီးခဲ့ကြတယ်လို့ကျွန်တော်ခံစားရတယ်လို့သူနာကျင်စွာရေးသားခဲ့တာကိုတွေ့ရှိရပါတယ်။6နှစ်တာကာလပတ်လုံးသူ့အမေကြီးကစာတစ်စောင်တစ်စောင်ပဲရခဲ့တယ်လို့သူ့အဖေကတော့သူ့လုံးဝစာမရေးခဲ့ပါဘူး။လူနဲ့1939ခုနှစ် Paris မြို့မှာမိသားစုတွေပြန်ဆုံခဲ့ကြပြီမဲ့အဲ့ဒီခဏလေးပဲဖြစ်ခဲ့ပါတယ်။မကြခင်မှာပဲသူ့အဖေကအဖမ်းခံရပြီးတော့အချင်းစကန်တစ်ခုကိုပို့ခံလိုက်ရပါတယ်။နောက်ပိုင်းမှာကျွန်တော်တို့ဒီနာဇီရဲ့ concentration camp လို့တည်တဲ့ဒီ Auschwitz ကမှာအသက်ခံခဲ့ရပါတယ်။ Gordon Drake နဲ့သူ့အမေလည်းပြင်သစ်တောင်ပိုင်းစခန်းတစ်ခုမှာနည်းနည်းတော့ထိန်းသိမ်းခံခဲ့ရတယ်။သူချတာအဲ့စခန်းမှာပဲသူက compass တင်နဲ့ပေါင်းမပုံစံတွေကိုဆွဲရင်းနဲ့တင်ချရဲ့အရာတော်ပထမဆုံးထိတွေ့ခံစား권ရရှိခဲ့တာ။အဲ့နောက်ပိုင်းမှာသူ့အမေကိုတခြားစခန်းတစ်ခုစီကိုရွှေ့လိုက်တဲ့အခါမှာတော့သူ့ကိုလီချမွန်စတာလီဂွန်ဆိုတဲ့ရွာလေးကိုပို့ပေးခဲ့ပါတယ်။အဲ့ဒီရွာကဂျူးကလေးတွေကိုတိတ်တဆိတ်ခိုလုံဝေးပေးထားတဲ့နေရာလေးပေါ့။ဂက်စတာပိုရီဝင်ရှာတဲ့အခါမှာသူကတော်ထဲမှာရပ်ပေါင်းရောက်တာပုံနေခဲ့ရပါတယ်။သူအဲ့ဒီနေရာမှာကြောင်းတက်ခွင့်ရခဲ့ပြီမဲ့တင်ချပုံတွေတော့သူလုံးဝမကြိုက်နဲ့တက်ခဲ့ပါဘူး။သူ့ရဲ့တန်ရာရီစာအုပ်ထဲမှာရေးသားထားတဲ့အရာကတော့ကျွန်တော်အားမရဆုံးကအလျားအနံဧရိယာဒါမှမဟုတ်တူးတယ်ဆိုတဲ့အရာတွေကိုသူတို့ရဲ့အယူအဆနဲ့အတိတ်ပဲသိချဖွင့်ဆိုတာချင်းမရှိရဲကျွန်တော်တို့တင်ချပေးနေတာပါပဲကျွန်တော်တနေ့နေ့ဒီຢာတွေကိုနားလည်တဲ့အခါသိချအတိတ်ပဲဖွင့်ဆိုပြီးပြန်နဲ့တင်ချပြီးနိုင်ရမယ်လို့သူ့ရဲ့တိုင်စာအုပ်ထဲမှာရေးသားခဲ့ပါတယ်မွန်တီပယ်လီယာတက္ကသိုလ်မှာသူပညာသင်ကြားနေတော့Measure theory မှာအရေးကြီးတဲ့ရလဒ်တွေကိုရှာတွေ့ခဲ့ပေမဲ့အဲ့ဒီအရင်ကတည်းကရှိပြီးသားဆိုတာကိုတော့သူမသိခဲ့ပါဘူးဒါပေမဲ့တယောက်တည်းအလုပ်လုပ်ရတာကသူ့အတွက်ကံကောင်းခြင်းတစ်ခုဖြစ်သွားတယ်။ဘာလို့လဲဆိုတော့သူကတင်ကြပညာရှင်တယောက်လို့ကိုယ်တိုင်တွေးခေါ်တတ်တာလို့ပါလား။သူပြောရတဲ့စကားတစ်ခုများဆိုရင်ကျွန်တော်ရဲ့တီးကျင်စိတ်ကိုဝေမျှနိုင်တဲ့သူတယောက်မှမရှိခဲ့ပြီပဲ။ကျွန်တော်ဟာတင်ကြပညာရှင်တယောက်ဆိုတော့ကျွန်တော်ရင်ထဲမှာအနက်နဲ့ဆိုင်တည်နေခဲ့တယ်လို့ပြောခဲ့ပါတယ်။နောက်ပိုင်းမှာပြင်သစ်တင်ချာရဲ့ဗဟိုချက်ဖြစ်တဲ့ Paris မြို့မှာသူကအစင်းမြင့်ပညာများကိုဆက်လက်သင်ကြားခဲ့ပြီးတော့နောက်ပိုင်းနန်စီမြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီမှာသူ့ရဲ့ပုံကိုယ်ရေးဘဝတွေရှုပ်ထွေးနေခြင်းမှာပဲတစ်ဖက်မှာတော့သူကတင်ချာပညာလောကမှာထွန်းတောက်လာခဲ့ပါတယ်။သူနဲ့သူ့အမေတဲခဲ့တဲ့ဘောရာဆောင်ကအသက်ခက်ကြီးအမျိုးသမီးတယောက်နဲ့သူနောက်ပိုင်းအိမ်အောင်ကြပြီးတော့တာတယောက်ရခဲ့ပါတယ်။ဒီပါရဂူပွဲရယူပြီးတဲ့နောက်မှာတော့သူကနိုင်ငံမဲ့သူတယောက်ဖြစ်နေတာကြောင့်အလုံးရှာရတာရန်ခက်ခဲခဲ့ပါတယ်။ပြင်သစ်နိုင်ငံသားဖြစ်နိုင်ပေမဲ့သူကငင်းငိုင်းဝါဒီတယောက်ဖြစ်တာကြောင့်မဖြစ်မနေစစ်မှုထိုင်ရမှာကိုငြင်းဆန်ခဲ့တာပါ။နောက်ဆုံးမှာတော့ပေါ်မခတယောက်ရဲ့အကူအညီနဲ့ဘရာဇီးကဆောက်ဖောလိုတက္ကသိုလ်မှာအလုပ်ရခဲ့ပါတယ်။အဲဒီမှာသူကအချိန်မဖြုံးချင်တာကြောင့်နှစ်လုံးနှိုးနဲ့ငပြောသည်ပဲစာပြီးနေထိုင်ခဲ့ပါတယ်။ပြီးတော့ Harvard ကိုမတော်ခင် Kansas တက္ကသိုလ်မှာ
တနစ်ပညာသင်ကြားပေးခဲ့ပါတယ်။ဒါပေမဲ့သူကအမေရိကန်အစိုးရကိုဖြုတ်ချဖို့မကြိုးစားဘူးလို့ကတိပေးရတဲ့တစ္ဆာခံမှုကတိကိုညှင်းဆန်ခဲ့တာကြောင့်သူရဲ့ဗီဇာတော့နောက်ပိုင်းမှာမရနိုင်တော့ဘူးဖြစ်ခဲ့ပါတယ်။သူ့ကိုထောင်ချခံရနိုင်တယ်လို့သတိပေးတဲ့အခါမှာသူကချချင်းချပေါ်ငါမှာစာအုပ်တွေရှိရလေလို့သူကအေးဆေးဆေးပြန်ပြောခဲ့ပါတယ်။တကယ်ကိုသူ့ရဲ့ဘဝကိုတင်ချရဲမှာပဲမြုံဝင်ထားခဲ့တဲ့သူပေါ့။ဒီလိုနဲ့1958ခုနှစ်မှာတော့နာမည်ကြီးတင်ချပညာရှင် James Dean Tony ရဲ့တိုက်တွန်းမှုကြောင့်ပြင်သစ်ရဲ့ထိပ်တန်းသုတေသန IHES မှာအလုပ်ရခဲ့ပါတယ်။ James ကကိုတန်ထရစ်ကိုအလုပ်မခန့်ရင်သူလည်းမဝင်ဘူးလို့ပြောခဲ့တဲ့အကြောင်းပါ။အဲဒီမှာသူက algebraic geometry ကိုအပြည့်အဝမြုပ်နှံခဲ့ပါတယ်။ algebraic geometry ဆိုတာတော့မြင်မြချင်းတွေနဲ့ပုံသဏ္ဍာန်တွေကြားကဆက်စပ်မှုကိုလေ့လာတဲ့ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်။ဥပမာအားဖြင့် x² + y² = 1ဆိုတဲ့မြင်မြချင်းကဆက်ဝိုင်းတစ်ခုကိုဖော်ပြသလိုမျိုးပေါ့။ဒါကတော့အခြေခံတစ်ခုပေါ့လေနော်။ဒါပေမဲ့ကိုတန်ထရစ်ကပုံသဏ္ဍာန်တွေကိုပဲလေ့လာမှာမဟုတ်ပါဘူး။သူကဒီဘာသာရပ်အတွက်လုံးဝအသစ်ဖြစ်တဲ့ဘာသာစကားတစ်ခုကိုတည်ဆောက်ဖို့တစ်ပတ်ကို9ရက်တစ်ရက်ကို12နာရီအလုပ်လုပ်ခဲ့ပါတယ်။တကယ်ကိုအယောင်မှာအလုပ်ကြိုးစားခဲ့တာပါ။သူရဲ့စာမျက်နှာ1800ပါတဲ့လက်ရာကြီးက algebraic geometry ကိုပိုင်းကွဲနေတဲ့နည်းစနစ်တွေကနေပြီးတော့စနစ်တကျ modern algebraic geometry အဖြစ်ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။သူရဲ့အဓိကရည်မှန်းချက်က Will conjecture လို့ခေါ်တဲ့ရန်ခက်ခဲတဲ့ပြဿနာကိုဖြေရှင်းဖို့ပါ။ကိုတန်ထရစ်တို့အဖွဲ့က၄ခုတည်း3ခုကိုသက်သေပြနိုင်ခဲ့ပါတယ်။ကျန်တဲ့အခက်ဆုံးတစ်ခုကတော့ Riemann hypothesis လို့ခေါ်တဲ့ geometry version ပေါ့။ Riemann hypothesis ကကိန်းဂဏန်းတွေကြားဖုံးကွယ်ထားတဲ့ဖွဲ့စည်းပုံကိုလေ့လာတာ။ကိုတန်ထရစ်ကပြဿနာတွေကိုတိုက်ရိုက်ဖြေရှင်းဖို့ထက်အဖြေကသဘာဝအတိုင်းပေါ်လာအောင်စောင့်ဆိုင်တာကိုပိုနှစ်သက်ပါတယ်။သူကအချိန်တန်တဲ့အခါလက်နဲ့အသာလေးဖိလိုက်ရင်လည်းလုံလောက်ပါတယ်။အခွန်ကကောင်းကောင်းမဲ့နေတဲ့ထောပတ်တီးတစ်လုံးလိုပဲပွင့်လာပါလိမ့်မယ်လို့လှလှပပပြောပြခဲ့ပါတယ်။ဒီလိုနဲ့1984ခုနှစ်မှာတော့ကျန်တဲ့ပြဿနာကိုသူ့ကျောင်းသား Faraday Line ကတက်တည်ပြနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကိုတန်ထရစ်ကသူ့ရဲ့အထွတ်ထိပ်မှာရှိနေပေမဲ့1990မှာ IHES ကနေရုတ်တရက်နှုတ်ထွက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Institute ရဲ့ budget 9%လောက်ကပြင်သစ်ကွာကရေးဝန်ကြီးဌာနကလာတာကိုသူသိသွားလို့ငင်းချင်းဝါဒီတယောက်အနေနဲ့ဒါကိုသူလုံးဝလက်မခံနိုင်ခဲ့ပါဘူး။ institution ကနေပြီးတော့ရမုံကိုလက်မခံနိုင်တော့ဘူးလို့ကတိပေးမှဖောက်ဖျက်လိုက်တဲ့အခါသူကဆန္ဒပြပြီးတော့နှုတ်ထွက်ခဲ့တာပဲဖြစ်ပါတယ်။သူ့လို့ဖို့ကိုင်ဘက်တွေကလည်းသူနောက်လိုက်မယ်လို့သူထင်ခဲ့ပေမဲ့ဘယ်သူမှမလိုက်ခဲ့ပါဘူး။ဒီနေ့1966ခုနှစ်ဆိုဗီယက်ယူနီယံကစာရေးဆရာတွေကိုထောင်ချတာကိုဆန္ဒပြတဲ့အနေနဲ့ Free Smell စုယူဖို့ကိုမော်စကိုကိုသူမသွားနိုင်ခဲ့ပါဘူး။ဗီယက်နမ်စစ်ပွဲစန့်ကျင်တဲ့အနေနဲ့လည်းတစ်ပတ်တစ်ခါအစားရှောင်ခဲ့ပါတယ်။သူကသူ့အဖေလိုပဲအာဏာနဲ့ဖိနှိပ်မှုကိုတိုက်ခိုက်ခဲ့တဲ့သူပါ။ IHES ကနေပြီးတော့ထွက်ပြီးတဲ့နောက်ပိုင်းမှာသူကနိုင်ငံရေးမှာပို့ပြီးတော့တက်ကြွပါဝင်လာခဲ့ပါတယ်။ Survive and Live ဆိုတဲ့အဖွဲ့ကိုထောင်ပြီးတော့နျူကလ িয়ার နဲ့တဘာပတ်ဝန်းကျင်အရေးတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။သူကအယောင်အစွန်ရောက်လာပြီးသူ့ဇနီးကိုကားမောင်းတာတော့ခွင့်မပြုတော့တဲ့အထိပါပဲ။နောက်ပိုင်းမှာသူကလက်စစ်မီးတောင်မရှိတဲ့အိမ်ဟောင်းလေးမှာအလွန်ချေတာတာနဲ့နေထိုင်ခဲ့ပါတယ်။ဒီနေ့1980နောက်ပိုင်းမှာတော့သူကဒီဝိညာဉ်ရေးရနဲ့ပတ်သက်တဲ့ຢာတွေစိတ်ဝင်စားလာပြီးတော့ဘုရားသခင်ကသူ့ကိုအိမ်မက်တွေကနေဆင့်စကားပြောနေရလို့ယုံကြည်ခဲ့ပါတယ်။ဒီနေ့90ပြည့်နှစ်အစောပိုင်းတွေမှာသူကသူ့ရဲ့တင်ချာစာမှုပေါင်း2500ကျော်ကိုမီရှိုဖျက်ဆီးပြခဲ့ပါတယ်။ပြီးတော့ Pyrenees တောင်တန်းတွေထဲမှာ20ကျော်ကြာသွားလုံးဝအထီးကျန်တာတယောက်တည်းနေထိုင်သွားခဲ့ပါတယ်။သူ့လိပ်စာကိုတော့လူအနှဲငယ်ရပဲတီးခဲ့ပြီးတော့အဲ့ဒါကိုလှုပ်ဝက်ပေးဖို့လဲသူ့ဘာနေတောင်းဆိုခဲ့လို့ပဲဖြစ်ပါတယ်။1992ခုနှစ်မှာတင်ချပညာရှင်တယောက်ကသူ့ကိုရှာတွေ့ခဲ့ပါတယ်။သူတို့ပြောပြတာကတော့သူ့အိမ်ကအပင်ကအရွက်တွေကျွေကြရင်တော့အဲ့ဒီအရွက်တွေကိုရေဖန်ကောက်ထဲမှာသူကထည့်ပြီးတော့အပင်တွေနဲ့သူစကားပြောနိုင်တယ်လို့ယုံကြည်နေတဲ့ပုံဖြစ်နေသူ့ကိုတွေ့ခဲ့ရတယ်လို့ပြောပါတယ်။Alexander Gordon Drake က2014ခုနှစ်မှာအသက်86နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့ပါတယ်။သူတည်ဆောက်ခဲ့တဲ့အခြေခံအုတ်မြစ်တွေကတော့ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ website တွေဗန်လုပ်ငန်းတွေနဲ့ message တွေရဲ့လုံခြုံရေးအတွက်အရေးပါတဲ့ elliptic curve cryptography ရဲ့အခြေခံဖြစ်နေသေးပါတယ်။အာနာကိုကြောခိုင်းခဲ့တဲ့သူကအာနာရှိတဲ့အဖွဲ့အစည်းတွေရဲ့အခြေခံသင်္ချာကိုချပေးခဲ့တာတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရဆန်တစ်ခုဖြစ်ခဲ့ပါတယ်။ကိုတွန်ထရကအဖြေကိုနဲ့ဆိုင်နားမလည်မချင်းဘာမှတက်တည်ပြဖို့မကြိုးစားသင့်ဘူးလို့ယုံကြည်ခဲ့ပါတယ်။
ဒီမျိုးတွေးခေါ်တတ်ပုံကကျွန်တော်တို့အားလုံးအတွက်သင်ခန်းစာတစ်ခုပါပဲတကယ်တော့ကျွန်တော်တို့ဘယ်အရာမဆိုအပေါ်ယံတိထားတာထက်အနှစ်သာရကိုတိမှသာသူ့ရဲ့အတိတ်ပဲကိုကောင်းကောင်းနားလည်နိုင်မှာပဲဖြစ်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်